Good morning ပါရှင်။ဒီလေးကိုမျက်နှာဆိုတဲ့သချင်းလေးဆိုရှင်လို့သချင်းလေးရဲ့ဖန်တီးရှင်ကတော့ဒေါက်တာလှဖို့ပါရှင်။သင်ကောင်းလေးတွေကိုအမြဲတမ်း upload လုပ်ပေးလို့ thank you ပါဒေါက်တာ တ
ပါရှင်